ယေရှုနေတော်သားမီးရောက်เสียအောင်လေယေရှုခရစ်တော်ဘုရားကြီးနာမလိုက်တာကောင်းကြီးပေးပါတယ်။ဘာလို့သူတို့တက်တာထဲမှာလုံအပ်နေတဲ့အရာအလုံးဒီကိုရောတခြားမဟုတ်ပါခုနသားကိုရောရှိကိုတော်ချီးမွမ်းတဲ့တခြင်းလို့ပါပဲဒီနေ့ခေါ်ရမှာယေရှုခရစ်တော်ဘုရားသားဖြစ်ပါတယ်။အလုံးစုံကိုကြော်လွှားခြင်းကိုပေးမှာထိုယေရှုခရစ်တော်ဘုရားတစ်ပါးပဲဖြစ်ပါတယ်။ဒါကြောင့်မှရှိသောကိုရောချင်းကောင်းကိုဆုတောင်းသောဝန်ခံသောယခုဒီစီစဉ်ထဲမှာဆုတောင်းသောသားသမီးရောက်စီတိုင်းကိုယေရှုခရစ်တော်ဘုရားကရောရှင်တကူတော်အပြင်သူတို့မှာယခုပင်ကရောရှင်တကူတော်အပြင်သူတို့ရဲ့တက်တာထဲမှာကရောရှင်တကူတော်အပြင်ကရောရှင်တိုးထီလေအော်ဝယ်သူတို့ရဲ့တက်တာထဲမှာကရောရှင်ဝင်ရောက်လေအသက်ရှင်ပြီးတော်မူပါဗျာဝိညာဉ်တော်ဘုရားလို့လို့ဆိုလို့ရှာပါဟာလေလုယာကရောရှင်ဘုရားကိုရောကိုကျေးဇူးတင်တယ်ဒီကရောရှင်ကြည်ရှုနေတဲ့သားသမီးရောက်စီတိုင်းကိုကရောရှင်ရဲ့တကူတော်အပြင်သူတို့ရဲ့တက်တာမှာမကြော်လွှားနိုင်တဲ့အရာတွေသူတို့ကရောရှင်မလွတ်မြောက်နိုင်တဲ့အရာတွေကိုကရောရှင်တကူတော်အပြင်ကရောရှင်သားကိုလွတ်မြောက်လို့ရောက်စီတိုင်းကိုလွတ်မြောက်စေတော်မူပါဟာလေလုယာတန်ရှင်သောဝိညာဉ်တော်ဘုရားကိုရောကိုကျေးဇူးတင်တယ်ဒီနေ့ကိုရှင်ဒီစီစဉ်ကကိုရောရဲ့အစီအစဉ်ဖြစ်ပါတယ်ဒါတော့လူတွေစီစဉ်တဲ့အစီအစဉ်မဟုတ်ပါဘူးကိုရောရှင်းမစောရတဲ့အကြံစီနဲ့စီစဉ်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်ထိုအစီအစဉ်ထဲမှာဒါတော့ကိုရှင်အလိုတော်ဝန်ခံပါတယ်မိတ်ဆွေတင်းရဲ့တက်တာထဲမှာယေရှုခရစ်တော်ဘုရားကိုယခုကျွန်တော်ဆုတောင်းမိတဲ့အခါမှာနှလုံးသားတကားဖွင့်လဲသင်ခေါ်ဖိတ်ပါမှန်တယ်မြောက်နှလုံးသားတကားဖွင့်ပြီးတော့ယေရှုဘုရားကျွန်တော်ကျမရဲ့ဘဝအသက်တာကိုစက်ကအနံပါတယ်ကျွန်တော်ကျမရဲ့ဘဝအသက်တာထဲမှာယေရှုဘုရားခြေဝဲပါနော်တကားခောက်တယ်ဖွင့်ရင်ဝဲမယ်လို့ပြောတယ်ဆိုတော့အများဖွင့်လိုက်ရင်ယေရှုကဝဲလာတယ်ဂတိအတိုင်းနော်အဲ့ဒါကြောင့်ကျွန်တော်ဆုံးဖြတ်ကျွန်တော်ဆုတောင်းပေးမယ်နော်ခင်ဗျားရှိတဲ့နေရာကနေခရစ်တော်ကိုလက်ခံပါရှိတဲ့နေရာကနေဘဝကိုစက်ကအနံပါယေရှုဘုရားကိုလိုရှင်ကိုဟာလေလုယာသူတို့ဘဝအသက်တာအနံ့ကြတဲ့သူအရောက်တိုင်းကိုရောပြန်လာတယ်ပြီးပါမယ်သူတို့စိတ်နှလုံးတကားကိုဖွင့်လဲကိုရောကိုလက်ခံတဲ့အခါမှာဂတိတော်အတိုင်းကိုလို့ရှိရင်အရောက်တိုင်းအသက်တာထဲသူကိုလို့ရှိရင်ဘုရားဝင်ရောက်နေပြီဖြစ်သောကြောင့်ကိုရောကိုယေရှုတင်တယ်ဟာလေလုယာကိုရောရှင်ဘုရားအသက်ရှင်တော်ဘုရားသူတို့ကိုချစ်တော်ဘုရားဖြစ်သည့်အတိုင်းကိုရောရှင်ဘုရားသူတို့ရဲ့ဆက်ကမှုသူတို့ရဲ့အနံ့မှုကိုကိုရောလက်ဝဲသူအနံ့နဲ့ယေရှုရဲ့အသွေးတော်အဖြစ်ပတ်ရတယ်ဟာလေလုယာယေရှုရဲ့အသွေးတော်အဖြစ်ပတ်ရတယ်ဝိညာဉ်တော်ဘုရားသူတို့ကိုပို့ဆောင်လို့ဝိညာဉ်တော်ဘုရားသူတို့ကိုလမ်းပြတွင်တင်ပေးတယ်ကိုရောသူတို့ကိုရောခေါ်တဲ့အခါကိုရောအလင်းမြန်ထူတော်မူတယ်သူတို့မေးတဲ့အခါကိုရောရှင်ဖြေတော်မူပြီးကိုရောရှင်စစ်မှန်ကြောင်းကိုရောရှင်ကိုယ်တိုင်ဖွင့်ပြပေးပါမယ်အကြောင်းကိုရောလက်ဝဲသူလက်ခံအနံ့ကြတဲ့သားသမီးရောက်တိုင်းကိုယေရှုနာမအဖြစ်ကိုရောလက်ဝဲသူဆက်တာအနံ့ကြပါလေအာမင်ဟုတ်ကဲ့ဒီကနေ့ကျွန်တော်နဲ့ကိုဒွန်းတို့ကျွန်တော်စကားပြောဆိုကြနော်အင်တာဗျူးလုပ်တဲ့အစီအစဉ်မှာသူရဲ့သက်သေခံချက်တွေခင်ဗျားတို့အားလုံးကြားပြီးပြီကျွန်တော်ကြွေးမဲ့ယုံကြည်တယ်ခင်ဗျားတို့တွေဟောရကြလိမ့်မယ်လို့နောက်ပြီးတော့ကျွန်တော်တို့ဒီခုနဆူတောင်းပေးတော့ကကျွန်တော်တို့ခရစ်တော်ကိုလက်ခံကြတယ်ကျွန်တော်ဒီကိုမော်နှမတွေတချို့ရှိနေမယ်ခင်ဗျားတို့ကျွန်တော်တို့ဒီမှာ email ရှိပါတယ်နော်အဲ့ဒီ email နဲ့ကျွန်တော်တို့ကိုဆက်သွယ်လို့ရပါတယ်လို့နော်ကျွန်တော်ဆက်သွယ်ပြီးတော့မှကျွန်တော်တို့ကိုအကြောင်းကြားပြီးပေါ့အကြောင်းကြားပြီးပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီပုံမှာလဲကျွန်တော်လည်းနော်တာနိုင်ဆုံးကျွန်တော်တို့လည်းဝိုင်းဝန်းပြီးတော့မှနော်ဆူတောင်းခြင်းဖြစ်နော်အစားအစာကျွန်တော်ပူနေနိုင်ဖို့ဖြစ်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ weekly word ဆိုတော့ကျွန်တော် email group လုပ်ထားတယ်လေအဲ့ဒီ email group မှာအခုအဲ့ဒီ email group ထဲမှာလည်းအကြောင်းမျိုးကြောင့်ခင်ဗျားတို့တိုက်ရိုက်အားဖြင့်ဖြစ်စေနော် indirectly အားဖြင့်ပဲဖြစ်စေခင်ဗျားရတဲ့အတွက်ကြောင့်ဒါကိုမြင်နိုင်ကြည့်နိုင်တာဟုတ်ဒါကြောင့်မိတ်ဆွေတငယ်ချင်းတွေကိုဖြန့်ပေးပါကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ပြန့်စီခြင်းညာနော်ဒါကြောင့်ကျွန်တော်တို့ကို email ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူတွေ group list ထဲမှာကျွန်တော်ထည့်ပေးမယ်လို့နော်ကဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်နောက်တစ်ပတ်ဘုရားသခင်အလိုတော်ရှိလို့ကိုတော့ကြွမလာသေးဘူးဆိုရင်ကျွန်တော်ပြန်တွေ့ကြတော့လို့နော်အရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေကျုံမမြင်နိုင်နဲ့ဝါကီးစဉ်တော့ကပြင်းနေဝိညာဉ်တော်လာမပြခဲ့ရင်မောင်ဝနေတဲ့တွင်တရားချေလာမလာဝမကျွန်ုပ်တယောက်တည်းဘဝမှာဝိညာဉ်တော်မီသွန်လောင်းပါရှင်သန်စေဘဝမှာ
ရှင်သာ